လေးစားအပ်ပါသောကျောင်းဆရာချင်းလေးတို့ကအကဲဖြတ်ဆရာဆရာမများနဲ့လာရောက်နားဆင်ပေးကြအပ်ပါတဲ့ဆရာဆရာမများနဲ့ကျောင်းသူကျောင်းသားများအားလုံးကိုမင်္ဂလာပါလို့ကျမကဒီနေရာကနေနှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်ကျမကတော့နိုဝင်ဘာထဲမှာပညာသင်ကြားနေတဲ့ဗရှင်းတော်အတင်းကိုစားပြုအနေနဲ့လာရောက်ရှင်ပြိုင်တယ်မြေပြန့်လူကျော်တွေပေါ်တဲ့မြေပြန့်တင်တာစိတ်အကရနဲ့နမဲကြီးတဲ့ကျောင်းဆယ်မျိုးသူအညိုစင်လေးကျမမဖူးမြတ်စင်ပဲဖြစ်ပါရဲ့ရှင်ကြာပန်းစကားပြောဆိုတော့ကြာပန်းဆိုပေမဲ့လူရှိရောက်มาတော့ရှင်ကျမရဲ့နှလုံးခုန်တန်လေးကကြာပန်းမဟုတ်တော့ဘဲနဲ့စီးချက်မှန်မှန်ကိုမြန်းနေပါတယ်ရှင်ဒါပေမဲ့ကျမစိတ်လှုပ်ရှားလို့မပြောဘဲနေလိုက်မယ်ဆိုလို့ရှိရင်ကျမဒီအခွင့်အရေးကိုလက်လွတ်ဆုံးရှုံးသွားမှာပါဒါကြောင့်မို့လို့ကျမဒီနေ့ကိုယုံကြည်မှုအပြည့်နဲ့ဘိုးလိုလုံးမရမယ်ဆိုရင်တော့ confidence level ဆုံးထိုက်ပြီးတော့ပေါ့နော်မိုင်းဖို့ဆုံးကဒီဆက်ဆံထားကြကိုတင်ပြပြသပေးတော့မှာပဲဖြစ်ပါတယ်ရှင်မိုင်းဖို့ဆုံးကဒီဆက်ဆံထုံးဆိုတာကနိုင်ငံနဲ့ပြည်သူကိုဦးစားပေးပြီးတော့တာဝန်ထမ်းဆောင်ခဲ့တဲ့သူစီးလုံးညီညွတ်မှုကိုတာဝန်ထားပြီးတော့မှလူချစ်စိတ်တဲ့မြင့်မားတဲ့သူအဖြစ်နဲ့ပတ်ချမ်းထိခံထားရပါတယ်ရှင်ဒါကြောင့်မို့လို့ကျမကဒီနေ့မိုင်းဖို့ဆုံးကကြီးရဲ့လှုပ်ဆောင်ချက်တွေနဲ့ယနေ့ခေတ်လူငယ်တွေရရှိနိုင်မဲ့သင်ခန်းစာတွေကိုကျမကပြောကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲစိတ်ဝင်စားနားဆင်ပေးကြပါလို့ကျမကမေတ္တာရပ်ခံအပ်ပါတယ်ရှင်မိုင်းဖို့ဆုံးကကြီးဆက်ဆံထုံးဆိုတာကပင်လုံစာချုပ်မှာအကြီးကပါဝင်ပြီးတော့ထွန်းဆိုခဲ့တဲ့သူဖြစ်ပါတယ်ရှင်မိုင်းဖို့ဆုံးကကြီးဆက်ဆံထုံးကို1909ခုနှစ်မေလ31ရက်နေ့မှာဟိုးမြင့်မားလာတဲ့တောင်တန်းတွေနဲ့ဝင်းရထားတဲ့ညာဆင်းရောင်ကိုစိန်လန်းစိုးပြေးပြီးမိဘမြစ်တာလို့အင်းများတဲ့ရှားကျင်တဲ့တောင်ပိုင်းမိုင်းဖို့မျိုးမှာအဖ18ထီနဲ့အမိနန်းစင်ဦးရွာနေပြီးတော့ဖွားမြင်ခဲ့တဲ့သူပဲဖြစ်ပါတယ်ရှင်မိုင်းဖို့ကဝါကြီးဆက်ဆံထုံးက9နှစ်ကလေးလုံးကစပြီးတော့တောင်ကြီးမျိုးစော်ဘွားအထက်တန်းကျောင်းမှာ10တန်းအောင်တီထိတက်ရောက်ခဲ့ပါတယ်ရှင်မိုင်းဖို့ကဝါကြီးဆက်ဆံထုံးကငယ်ငယ်လေးကလေးကစာပေဘုဟုတုတတွေကိုလိုက်နာတဲ့အလွန်စိတ်ဝင်စားတဲ့ဒါအပြင်သိပ္ပံကြီးကြစိုက်ပျိုးရေးတွေကိုအလွန်ပဲစိတ်ဝင်စားလို့အင်္ဂလန်ကနေတောင်မှစိုက်ပျိုးရေးမျိုးစေ့တွေနဲ့စာအုပ်တွေကိုဝယ်ပြီးတော့စတက်ခဲ့ဘူးတဲ့ပညာတတ်လူတစ်ယောက်လည်းဖြစ်ပါတယ်ရှင်အဲ့တော့မိုင်းဖို့စောဝါကြီးဆက်ဆံထုံးဟာ1920ခုနှစ်1928ခုနှစ်ဇွန်လ20ရက်နေ့မှာစောဝါရာကျူးကိုအခမ်းအနားနဲ့ဆက်ခံခဲ့ပါတယ်ရှင်အဲ့ကနေစပြီးတော့မိုင်းဖို့စောဝါကြီးဆက်ဆံထုံးဆိုပြီးတော့နာမည်စတင်ကြော်ကြားလာတာပဲဖြစ်ပါတယ်ရှင်ဒုတိယကမ္ဘာစစ်အပြီးမှာအင်္ဂလိပ်တွေကတောင်တန်းနဲ့မြေပြန့်ခွဲခြားပြီးတော့အုပ်ချုပ်တဲ့စက်ကူဖြူအုပ်ချုပ်ရေးကိုမိုင်းဖို့စော်ပါကြီးဆက်ဆံထုံးကပြက်ပြက်သားသားကိုရင်းဆန်ခဲ့ပါတယ်လေရှင်အဲ့တော့မိုင်းဖို့စော်ပါကြီးဆက်ဆံထုံးကကမ္ဘာအခြေအနေမြမအခြေအနေနဲ့တောင်တန်းအခြေအနေတွေကိုဝတ်တော်မြင်ပြီးတော့မှတောင်တန်းနဲ့မြေပြန့်အုပ်ချုပ်တာကိုအာစာနီခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ဘိုးကျုံအောင်ဆန်းနဲ့ရင်းနှီးပေါင်းဖက်ပြီးတော့1946ခုနှစ်နိုဝင်ဘာလကနေစပြီးတော့အစွမ်းကုန်စူးစမ်းခဲ့ပါတယ်ရှင်အင်္ဂလိပ်တွေကတောင်တန်းနဲ့မြန်မာပူးပေါင်းမိတ်ဆွေဘူးလို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့လည်းတိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ဒီခေါင်းဆောင်ကြီးတွေကသူတို့ရဲ့ကြိုးပမ်းအားထုတ်မှုကြောင့်1949ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတော့တောင်တန်းမြန်မာပူပေါင်းရေးပင်လုံစာချုပ်ကိုအောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်လေရှင်အဲ့တော့မိုင်းဖို့စော်ပါကြီးဆက်ဆံထုံးကရှားပြည်နယ်ဘုံဆောင်နေမကပဲနဲ့တီတောင်
မြန်မာနိုင်ငံတော်တစ်ခုနဲ့အဖြစ်နဲ့ရက်တည်နိုင်ဖို့ကိုကြီးနဲ့ရှင်းသွားခဲ့တဲ့ရှမ်းအာဇာနည်ခေါင်းဆောင်ကြီးပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့ကျမပြည့်သက်ကြီးတို့ခုတော့မေးချင်ပါတယ်ရှင်ထားကြလားရှင်လောကကြီးမှာလူကောင်းတွေကကြကြမနေရဆိုတဲ့စကားကိုပြည့်သက်ကြီးတို့ယုံကြည်လက်ခံကြပါလားရှင်ဟုတ်ကဲ့ပါရှင်ယုံကြည်မလက်ခံတဲ့သူတွေကိုလည်းအခုသိပြပါမယ်နော်ဟုတ်တယ်ဆိုတော့1948ခုနှစ်ဇူလိုင်လ19ရက်နေ့မနက်ပိုင်းဝန်ကြီးများရုံးအတွင်းလုံးဝတပ်ဖြတ်မှုကြီးဖြစ်ပွားတဲ့အခါမှာတော့ဝိုင်းပေါ်စော်ဝါကြီးဆက်ဆံထွန်းဟာတနက်တန်ရပြင်းထန်စွာရရှိခဲ့ပါတယ်ရှင်စေယုံမှာအပြင်းထန်ကုသခဲ့ပေမဲ့လည်းအောင်မြင်ခဲ့ပါဦးမယ်ရှင်ဒါကြောင့်မိုင်းပေါ်စော်ဝါကြီးဆက်ဆံထွန်းဟာ1948ခုနှစ်ဇူလိုင်လ20ရက်နေ့မိုးနေ့12နာရီမှာတော့တိုင်းပြည်အတွက်အသက်ပေးသွားခဲ့ရရှာပါတယ်ရှင်ဒါကြောင့်မလို့ကျမတွေးမိတာကတော့ခုထိလည်းစဉ်းစားလို့မရဘူးပေါ့ဒီလောက်တိုင်းပြည်တွေပေါ်မှာဦးစားပေးပြီးတော့ဒီလောက်တိုင်းပြည်ကိုမှအလေးထားခဲ့တယ်တိုင်းပြည်နဲ့တိုင်းပြည်ပြည်သူမှပြည်သူဖြစ်နေတဲ့လူတွေကိုမှဘာဖြစ်လို့ကံကြမ္မာဆိုးကြီးကကြောက်ရွံ့နိုင်ရတာလဲရှင်အဲ့တော့ကျမကမိုင်းပေါ်စော်ဝါကြီးဆက်ဆံထွန်းကိုဂုဏ်ပြုတဲ့အနေနဲ့ကြပြလေးတစ်ခုလောက်ရည်စည်ချင်ပါတယ်ရှင်တောက်တန်းရိပ်ဝဲကုံဆောင်ထွန်းမိုင်းပေါ်နေဤဆက်ဆံထွန်းအမျိုးအတွက်မေတ္တာမွန်သူများအကျိုးလောင်းကိုညွန်သစ္စာကိုသာအတတ်မြတရားလောင်းကိုနှလုံးချအခက်မကြောက်ရွံ့ရဲရဲစိတ်သက်မရိမ့်ရဖြစ်တွေပြောင်း၍နှစ်နေရွှေ့ဂုံတရင်အာမပြောက်သေးနမေတလုံးမဟုတ်ပါစန္ဒမူနာတန်ဖိုးပါကမိုင်းစာမျက်နှာထာဝရချင်းဆက်ဆံထိုးဤဂုံတရင်ပြီးတော့ကျမကဒီဆိုရှင်ကျမပြောချင်တာကကမိုင်းဆိုတာကစာအုပ်ထဲမှာရှိနေတာမဟုတ်ပါဘူးကျမတို့နေ့စဉ်ဘလို့လှုပ်ဆောင်ရမလဲဘလို့နေထိုင်ရမလဲဆိုတာကိုလမ်းပြပေးနေတဲ့ဆရာတယောက်လိုပါပဲရှင်မိုင်းပေါ်စော်ဝါကြီးကကျမတို့တစ်ခုသင်ပေးသွားခဲ့ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့တိုင်းပြည်ကိုချစ်တယ်ဆိုတာကစကားနဲ့ပြောနေလို့မရပါဘူးတာဝန်ကျမှုနဲ့တက်တည်ပြရတာဖြစ်ပါတယ်လူတချို့ကတော့သူတို့အသက်ရှင်ခဲ့တဲ့နေ့အရေးအတွက်နဲ့မှတ်တမ်းဝင်ကြတယ်ဒါပေမဲ့လူတချို့ကတော့တိုင်းပြည်ပေါ်မှာဆွန့်လွတ်အနိမ့်နာခံခဲ့တဲ့စိတ်ဓာတ်နဲ့သမိုင်းဝင်သွားကြတယ်ကောင်းဆောင်ဆိုတာကရှေ့ကနေအမိတ်ပေးနေတဲ့သူမဟုတ်ပါဘူးရှေ့ကနေဥဆောင်လမ်းပြပေးရတဲ့သူဖြစ်ပါတယ်ဂျာဒူးကြီးစစ်ချက်တာဝန်ကျင့်ခြင်းကပို့ပြီးတော့တန်ဖိုးရှိပါတယ်လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုသူတို့ရဲ့စကားနဲ့တွားပြီးတော့ထိုင်နိုင်လို့မရပါဘူးသူတို့တွေနိုင်ငံပေါ်မှာဘလို့လှုပ်ဆောင်ခဲ့လဲဆိုတဲ့လှုပ်ဆောင်ချက်တွေနဲ့တိုင်းတာရတာဖြစ်ပါတယ်ဒီလိုမျိုးမျိုးရှိတဲ့လူပုဂ္ဂိုလ်မျိုးကဘလို့အခက်ခဲမဆိုဆောင်ရွက်နိုင်ပါတယ်ဒါပေမဲ့စီလုံးမျိုးမျိုးမရှိတဲ့လူပုဂ္ဂိုလ်တွေတူတလူငါတမင်းဖြစ်နေတဲ့လူပုဂ္ဂိုလ်တွေမင်းအဖြူဆိုငါအမဲမင်းအမဲဆိုငါအဖြူဖြစ်နေတဲ့လူပုဂ္ဂိုလ်မျိုးတွေကဘလို့နည်းနဲ့မှအခက်ခဲတွေကိုကြော်ပြနိုင်မှာမဟုတ်ပါဘူးအခွင့်အရေးတွေကိုလည်းလက်လွတ်ဆုံးရှုံးနိုင်ပါတယ်ဒါကြောင့်မို့လို့နောက်မျိုးဆက်အတွက်ကောင်းသောအမွေအနှစ်ထားခဲ့သူတာတမိုင်းမှာကြံ့ရစ်ခဲ့သူဖြစ်ပါတယ်မိုင်းပေါ်တော်ပါကြီးကိုကျမတို့အခုချိန်ထိတတိယမိနေကြသေးတာဟာသူ့ရဲ့ယာတူကြောင့်မဟုတ်ပါဘူးသူကအာဏာရှိလို့လည်းမဟုတ်ပါဘူးသူကတိုင်းပြည်နဲ့ပြည်သူပေါ်မှာထားရှိခဲ့တဲ့တာဝန်ယူစိတ်ကြောင့်ပဲဖြစ်ပါတယ်အဲ့တော့မိုင်းပေါ်တော်ပါကြီးရဲ့ဘဝကကျမတို့ကိုသင်ခန်းစာပေးခဲ့တာကတော့ရှာသူကြီးသူဖြစ်ရတဲ့တာဝန်ကျေသူဖြစ်ရကပို့ပြီးတော့အရေးကြီးတယ်ဆိုတာပါပဲရှင်အဲ့တော့ဒီနေ့ခေတ်လူငယ်တွေနဲ့ကျမအပါဝင်ပေါ့နော်မိုင်းပေါ်စော်ဝါကြီးဆက်ဆံထုံးလို့အာဇာနည်ကောင်းဆောင်ကြီးတွေလို့ကောင်းသောသမိုင်းနဲ့သမိုင်းဝင်နိုင်အောင်စူးစမ်းကြပါစို့လို့ကျမကတိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်အခုလို့နားဆင်ပေးကြအပ်ပါတော့အကဲဖြတ်ဆရာဆရာမနဲ့နိုင်ငံရဲ့အဖို့တံပြောင်းလဲ
ကျမကကျေးဇူးအထူးပဲတင်